Hallelujah ဖျားရှင်နာမတော်တာဝေဘုန်းကြီးပါစေလို့ဒီနေ့ကတကယ်ပဲကျမတို့ယုံကြည်သူတွေရဲ့အသက်တာမှာတကယ်ကိုအရေးကြီးတဲ့ရက်ခါဖြစ်တယ်နော်ဗာလဲ Resurrection Sunday နော်သခင်ယေရှုခရစ်တော်ဘုရားသေခြင်းကနေပြီးတော့မှရှင်ပြန်ထမြောက်ရာနေ့ကိုကျမတို့ဒီနေ့ကျင်းပကြတာဖြစ်တယ်ကျမတို့အနေနဲ့နော်သေခြင်းကနေရှင်ပြန်ထမြောက်တယ်ဆိုတာလူဘဝမှာမကြုံစဘူးနော်ခက်ခဲတဲ့အရာလူမလုံနိုင်တဲ့အရာဖျားကပဲတတ်နိုင်တဲ့အရာဖြစ်တယ်။နော်။သေခြင်းကနေရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတော့အကြောင်းအရာကိုကျွန်တော်အတီးတလောက်တော့ကျွန်တော်တို့စံစာအုပ်မှာပဲရှိတာဖြစ်တယ်။နော်ဆိုတော့တခြားအပြင်ကလူတွေရဲ့စံစာတွေမှာကျွန်တော်တို့ကြည့်တယ်ဆိုလို့ရှိရင်သေခြင်းကနေပြန်ပြီးတော့မှရှင်ပြန်ထမြောက်တယ်ဆိုတာကိုတခါမှကျွန်တော်တို့မကြားရဘူးဖြစ်တယ်။သခင်ယေရှုရဲ့အသက်တော်စင်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လည်းသူကိုယ်တိုင်ကလည်းသေပြီးသားလူနော်12နှစ်သမီးလေးနော်မုတ်ဆိုးမရဲ့သားလာဇရုစသဖြင့်တည်တဲ့သူတွေကိုပြန်ရှင်ပြန်ထမြောက်စေခဲ့တယ်အဲ့ဒီပြင်သူ့ရဲ့တမန်တော်တွေဖြစ်တဲ့နော်ဒီဓမ္မဟောင်းထဲမှာကြည့်မယ်ဆိုရင်လည်းနော်အေလိရှဲတို့ဟာဆိုရင်လည်းတည်တဲ့သူကိုပြန်ပြီးတော့မှရှင်ပြန်ထမြောက်စေခဲ့တယ်နောက်တမန်တော်ထဲမှာကျမတို့ကြည့်တယ်ဆိုရင်လည်းရှင်ပေါလုအဖြစ်နော်သုံးထပ်ကနေနော်ပြုတ်ကျသွားတဲ့သူကပြန်ပြီးတော့မှအသက်ပြန်ရှင်လာတယ်စသဖြင့်လူတွေအသက်ပြန်ရှင်တယ်ဆိုတဲ့ဟာကိုကျမတို့ကျမ်းစာမှာများစွာဖော်ပြထားတာဖြစ်တယ်။ဒါကြောင့်မလို့လူတယောက်သေတဲ့အချိန်ကနေပြီးတော့မှပြန်ပြီးတော့မှအသက်ရှင်ပြန်လာတယ်ဆိုတာကဘုရားတကူတော်အားဖြင့်ဖြစ်နိုင်တာဖြစ်တယ်။လူအနေနဲ့တတ်နိုင်တဲ့အရာမဟုတ်ဘူးဖြစ်တယ်။အဲ့လိုပြောလို့ယေရှုခရစ်တော်ဘုရားကိုယ်တိုင်ကလည်းလူတိုင်းကိုသင်္ချိုင်းကုန်းမှာသွားပြီးတော့မှလူတိုင်းကိုရှင်ပြန်ထမြောက်ခဲ့စေခဲ့တာမဟုတ်ဘူး။လိုအပ်တဲ့သူတွေနော်လိုအပ်နေတဲ့သူတွေစီမှာပဲထိုမှုရာတွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ်အနေနဲ့တခါတည်းနင်တို့လူသေးတွေပြန်ရှင်ပြန်ထမြောက်တယ်ဆိုသွားပါလားဟိုမှာနော်အဲ့လိုမျိုးလုပ်တာမဟုတ်ဘူးဖြစ်တယ်။ဖယားရဲ့အလိုတော်နဲ့အညီပြုလုပ်ဆောင်ရွက်တာဖြစ်တယ်။ဆိုတဲ့အကြောင်းကိုပြန်ပြီးတော့မှပြောချင်ပါတယ်။ဆိုတော့ဒါကြောင့်မလို့လူအများစုကရှင်ပြန်ထမြောက်တယ်ဆိုတဲ့ဟာသေခြင်းကနေပြန်ပြီးတော့မှရှင်ပြန်ထမြောက်တယ်ဆိုတာကိုလူတော်တော်များများကလက်မခံနိုင်ကြဘူးဖြစ်တယ်လက်ခံဖို့လည်းခက်ခဲတဲ့အရာဖြစ်တယ်လူတဘာဝအနေနဲ့ကျမတို့ကြည့်တဲ့အခါမှာဒါပေမဲ့ကျမတို့ကြည့်ရကျမ်းစာထဲမှာ Gospel ၄ကျမ်းနော်မဿဲမာကုလုကာရှင်ယောဟန်၄ကျမ်းစလုံးမှာဒီအကြောင်းအရာကိုရေးသားထားတယ်ဆိုတာကိုကျမတို့တွေ့ရတယ်ထို့မြမကကျမတို့တမန်တော်ကြီးရှင်ပေါလုကနေလေဒီအကြောင်းအရာကိုတစ်ကောခန်းကြီး15ထဲမှာထပ်မံပြီးတော့မှသူကိုယ်တိုင်ကသက်သေခံပြီးတော့မှပြန်လည်ပြီးတော့မှရေးသွင်းထားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကျမ်းစာလေးတစ်ပိုက်ရင်ဖတ်ခြင်းနဲ့Resurrection Sunday ဆိုတဲ့ဟာလေးကိုတစ်ချက်ထုတ်ပေးပါလို့အဲ့ဒီမှာပထမဆုံးကျမ်းစာကိုအတူတူကဖတ်ကြရအောင်တစ်ကောခန်းကြီး15အငယ်14မှာတမန်တော်ရှင်ပေါလုကကောရိန္သုသင်တော်ကိုပါရေးထားလဲဆိုတော့ခရစ်တော်သည်ထမြောက်တော်မမူလျင်ငါတို့ဟောပြောခြင်း၌အကျိုးမရှိသင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိဘူးတဲ့။ဒါကြောင့်မလို့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ဟာကကျမတို့နော်ခရစ်တော်ရဲ့ mission တစ်ခုလုံးမှာအဓိက key ဖြစ်တယ်။နော်ဒီရှင်ပြန်ထမြောက်ခြင်းဟာဒါမဖြစ်ဘူးဆိုလာခဲ့ဘူးဆိုလို့ရှိရင်ကျမတို့ယုံကြည်နေတာလည်းအကျိုးမရှိဘူးတဲ့။နော်ခရိယန်ရဲ့ယုံကြည်ခြင်းဒီဟာတွေကအကျိုးမရှိတော့ဘူးဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သခင်ယေရှုခရစ်တော်ဘုရားကကျမ်းစာနဲ့အညီလို့ပြောထားတယ်တစ်ကောကိုကျမတို့အတူတူကဖတ်ရအောင်เนาะကျမ်းစာထဲမှာပဲဒီမှာတော့မရေးထားဘူးကျမတို့ဒီကျမ်းစာထဲမှာပဲကျမတို့အတူတူကကျမ်းစာပါတယ်ဆိုရင်အတူဖတ်ချင်ပါတယ်လို့တစ်ကောခန်းကြီး15ကိုကျမတို့ဖတ်ကြရအောင်တစ်ကောအခန်းကြီး15ဘယ်ကနေစပြီးတော့မှဖတ်ချင်တယ်လဲဆိုတော့နှစ်ကနေပြီးတော့မှ4အထိเนาะအရင်ဆုံးဖတ်မယ်เนาะအထက်ကငါဟောပြောသည့်အကြောင်းများကိုသင်တို့သည်အကျိုးမဲ့မယုံဘဲစိတ်ဆွဲလန်းလျင်ထိုဧဝံဂေလိတရားအပြင်ကဲတင်တော်မူခြင်းသို့ရောက်ကြ၏ဒီငါသည်ကိုယ်တိုင်ခံယူသည့်အတိုင်းသင်တို့အားရှေ့ဥစွာအပ်ပေးသောအကြောင်းအရာဟုမူကား
ခရစ်တော်သည်ကျမ်းစာလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏တကြိုပြီးမှကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့၌ထမြောက်တော်မူ၏ဟုတ်ပြီအာမင်ဒီမှာပါရေးထားလဲဆိုတော့ရှင်ပေါလုကဘာပြောလဲအထက်ကငါဟောပြောသည့်အတိုင်းဆိုတာငါအရင်တုန်းကပြောခဲ့သလိုပဲအထက်ထက်ခါခါသူပြောခဲ့သလိုပဲတဲ့ဒီတို့ကအကျိုးမဲ့မယုံမဲနဲ့စိတ်ဆွဲလန်းနေဆိုရင်တဲ့ထိုဧဝံဂေလိတရားကိုဆိုတာတည်င်းကောင်းဘာကိုပြောတာလဲဆိုတော့ဒီနေရာမှာဘာပြောလဲကိုယ်တိုင်ခံယူထားတဲ့အရာကခရစ်တော်ကတဲ့ကျမ်းစာလာသည့်အတိုင်းเนาะကျမ်းစာထဲမှာကျမတို့ခရစ်မတ်ဆိုရင်ကျမတို့ပြောကြတယ်ဆိုကြတယ်เนาะဟေရှာယ9:6တို့သူငယ်ကိုငါတို့အားပေးတော်မူတယ်စသဖြင့်เนาะခရစ်တော်ရဲ့ခရစ်တော်မွေးဖွားလာမယ့်အကြောင်းတွေအသေးခံရမယ့်အကြောင်းတွေကိုခရစ်တော်မမွေးဖွားခင်နှစ်ပေါင်း900ကျော်မှာ prophet ဟေရှာယကနေပြီးတော့မှ prophet ပြုခဲ့တာဖြစ်တယ်เนาะဆိုတော့ဒီအကြောင်းအရာကျမ်းစာလာတဲ့အတိုင်းလောကထဲမှာလာအသက်ရှင်နေအမွေးဖွားခြင်းကိုခံယူတယ်အဲ့မှာကျွန်တော်စဉ်းစားရတယ်သူတို့တကယ်တမ်းမာရိကနာဇရက်မြို့သူဖြစ်တယ်เนาะနာဇရက်မြို့သူဖြစ်တယ်เนาะဒါပေမဲ့မွေးတဲ့ခါမှာကျတော့ဘာမှသွားမွေးရတယ်လဲဆိုတော့ဘက်လဟမ်မှာတမင်တက်ကြီးအဲ့ဒီမှာဆေးရုံကောင်းလို့ငါတော့မွေးမယ်ဆိုပြီးမွေးတာမဟုတ်ဘူးသူတို့ခင်မှာသွားလာရေးတွေခက်ခဲတာဖြစ်တယ်ဒါပေမဲ့နော်ဘက်လဟမ်မှာမွေးရမယ်ဆိုတဲ့ဟာကိုလည်း prophet ပြုထားတဲ့အတွက်ကြောင့်မလို့ဘက်လဟမ်မှာမွေးဖွားခြင်းကိုခံယူခဲ့တာဖြစ်တယ်အဲ့ဒီကနေပြီးတော့မှနာဇရက်မှာပြန်ပြီးတော့မှကြီးပြင်းရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့နဲ့ဒန်နီယယ်ကကျွန်တော်ကိုမေးတယ်ဘာဖြစ်လို့သူ့ကိုနာဇရက် of ယေရှုလို့ခေါ်တာလဲတဲ့နာဇရက်မြို့သားယေရှုလို့ဘာဖြစ်လို့ခေါ်တာလဲတဲ့သူကမွေးတာဘက်လင်မှာလေတဲ့ဆိုတော့ဘာဖြစ်လို့နာဇရက်လို့ခေါ်တာလဲဆိုတော့အခုကျွန်တော်ပြောပြမယ်နာဘက်လင်မှာမွေးပေမဲ့နာဇရက်မှာကြီးတယ်ဒါကြောင့်သူကိုနာဇရက်လူလို့ခေါ်တာဖြစ်တယ်ကျမတို့မြန်မာပြည်မှာမွေးတယ်ဒါပေမဲ့လက်ရှိအခုကျမကိုနောက်မှတည်တဲ့သူတွေအနေနဲ့ဆိုရင်နယူးယောက်ကချင်းเนาะနယူးယောက်ကယူဖြစ်သွားပြီဖြစ်တယ်ဆိုတော့အဲ့လိုမျိုးနဲ့ခေါ်ကြတာဖြစ်တယ်ဆိုတော့နာဇရက်မှာကြီးပြင်းရမယ်နာဇရက်လူလို့ခေါ်ရတယ်ဆိုတော့ဟာတွေစသဖြင့်ဒီຢာတွေကကျမ်းစာထဲမှာရေးခဲ့ပြီးတာတွေကပြည့်စုံလာတာဖြစ်တယ်အဲကြောင့်မလို့ခရစ်တော်ရဲ့အသက်တာမှာဖြစ်ပျက်ခဲ့တဲ့အရာတစ်ခုချင်းစီတိုင်းကအလကားသက်သက်ဖြစ်လာတာမဟုတ်ဘူးเนาะလုံးဝကျမ်းစာထဲမှာ prophet တွေအားဖြင့်ကြိုတင်ပြီးတော့မှဟောကိန်းတွေရေးထားပြီးသားတွေအားလုံးကိုအစဉ်တကျလူတွေကပြင်ဆင်တာမဟုတ်ဘဲနဲ့ဖခင်ရဲ့အစီအစဉ်နဲ့ဖြစ်လာတာဖြစ်တယ်ဒါကြောင့်မလို့ဒီရှင်ပြန်ထမြောက်ခြင်းဆိုတာကနောက်ဆုံး key ဖြစ်တယ်ဒါကြောင့်မလို့တောက်ကြနေ့မှာကျမတို့ Good Friday ကျမတို့လုပ်ကြတယ်လဝါကတိုင်မှာသခင်ယေရှုခရစ်တော်ဖခင်ကပြောခဲ့တာလေ It is finished အမှုပြီးသွားပြီเนาะအမှုပြီးသွားပြီအမှုပြီးသွားပြီမဲ့သူ့အသက်ကပြန်မရှင်လာတော့ဘူးဆိုရင်လေဒါနိုင်တယ်လို့သတ်မှတ်လို့မရသေးဘူးဟုတ်တယ်နော်ကိုကတော့အမှုနိုင်လိုက်ပါတယ်ဒါပေမဲ့ကိုကတော့အသက်မရှိတော့ဘူးဆိုတော့ဒါနိုင်တာမဟုတ်သေးဘူးဒါပေမဲ့အောင်မြင်ခြင်းကိုဘယ်ချိန်မှတကယ်ရခဲ့တာလေဆိုရင်3ရက်မြောက်တော့နေ့ဒီเนาะပြန်ပြီးတော့မှအသက်ရှင်ပြန်ထမြောက်လာတာเนาะတစီလိုတရဲလိုထမြောက်တာမဟုတ်ဘူးเนาะဝိညာဉ်ဘဝနဲ့လာပြီးတော့မှဟေးဆိုပြီးတော့အဲ့လိုလာတာမဟုတ်ဘူးသူ့ရဲ့ခန္ဓာကိုယ်နဲ့ရှင်ပြန်ထမြောက်တာဖြစ်တယ်เนาะသူ့ရဲ့ခန္ဓာကိုယ်မရှိတော့ဘူးသူ့ရဲ့ခန္ဓာကိုယ်ကထမြောက်သွားတာဖြစ်တယ်သူ့ရဲ့ဖောက်ထွင်းခြင်းခံတဲ့ဒီလက်တွေကိုသူတပည့်တော်တွေကိုလည်းတကယ်ပြခဲ့တယ်တကယ်ခန္ဓာကိုယ်အပြည့်ထမြောက်ခဲ့တာဖြစ်တယ်เนาะအရင်ဦးဆုံးထမြောက်တော့ယေရှုဖြစ်တယ်တဲ့ဒါဆိုရင်အေးလာဇရုတို့လည်းရှင်ပြန်ထမြောက်တာပဲခုနကကျွန်မပြောတယ်မုတ်ဆုံမသားတို့လည်းခရစ်တော်ကထမြောက်စေခဲ့တာပဲဘာဖြစ်လို့သူကအဦးဆုံးရှင်ပြန်ထမြောက်တဲ့သူဖြစ်ရတာလေပြောတဲ့အခါမှာဒီလာဇရုတို့ဒီဂျန်တဲ့သူတွေကသေရာကနေပြန်ရှင်တယ်ဆိုပေမဲ့သူတို့ဘာဖြစ်လဲပြန်သေရကြတယ်ဒါပေမဲ့ယေရှုခရစ်တော်ဘုရားကတော့ဘယ်တော့မှမသေတော့တဲ့ glorify ကိုခန္ဓာနဲ့ရှင်ပြန်ထမြောက်တာဖြစ်တယ်ကျမတို့တွေတနည်းကြရင်ခုနသမီးဖတ်သွားတဲ့ယောဟန်8ထဲကအကြောင်းအရာငါ့ကိုယုံကြည်တဲ့သူကတဲ့သေလွန်တော့လဲအသက်ရှင်လိမ့်မည်အဲ့ဒီမှာကျမတို့တွေကဒီအပြစ်နဲ့เนาะဒီခန္ဓာကိုယ်ကတော့ယိုယွင်းတယ်လေเนาะဒါပေမဲ့ကျမတို့မယိုယွင်းတော့တဲ့ခန္ဓာကိုယ်အသက်เนาะခေါင်းကိုက်တာတွေစီးချိုတွေမရှိတော့တဲ့ခန္ဓာကိုယ်အသက်နဲ့เนาะအိုခြင်းနာခြင်းမရှိတော့တဲ့ glorified body ဆိုတဲ့เนาะခန္ဓာအသက်နဲ့ကျမတို့တွေကပြန်ပြီးတော့မှရှင်ပြန်ထမြောက်ရကြမှာဖြစ်တယ်။ဒါရှင်နာမတော်တာပြီးပုံကြည့်ပါစေ။ထိုအရာကိုကျမတို့ကိုပေးတဲ့ဖခင်တာပြီးပုံကြည့်ပါစေ။ဒါပေမဲ့သူ့ကိုမယုံကြည်တဲ့သူတွေကတော့ဘာဖြစ်လဲ။ထ
ထာဝရပျက်စီးခြင်းထဲမှာငရဲထဲမှာနော်ခံရမှာဖြစ်တယ်ဒါပေမဲ့သူ့ကိုတကယ်ယုံကြည်တဲ့သူကတော့တကယ်ပြန်ရှင်ပြန်ထမြောက်မယ်တည်ပြီးတာနဲ့လမ်းမဆုံးဘူးပိုကောင်းတဲ့ခန္ဓာကိုရသွားမှာဖြစ်တယ်နော်လူဆိုတာဟိုနေ့ကကျွန်မဗီဒီယိုတစ်ခုတွေ့အရင်တော့လည်းတွေ့ဘူးတဲ့အမဲဦးလေးတယောက်ကစကားပြောတာโอเคတဲ့မင်းငါ့ကိုစကားပြောနေတာတဲ့နိကိုနေဘာလို့ထင်လဲတဲ့ဆိုအဖြူကောင်းတဲ့စကားပြောနေငါအလူဖြူလို့ငါထင်တယ်တဲ့လူဖြူလို့ငါတိတယ်တဲ့ငါကလူဖြူတယ်အဲ့ဆိုနေကိုဘာကလူဖြူဖြစ်စေတယ်လဲပေါ့နော်အဲ့လိုမျိုးပြောရခါငါဖေမေကဘာဖြစ်တယ်တော့အဖြူဖက်ကနေလာတယ်ပေါ့နော်ဆိုတော့ဒါငါကလူဖြူဖြစ်တယ်တဲ့ဒါပေမဲ့တကယ်လူကဘာလဲဆိုတော့အတွင်းထဲကအသွေးသားဆိုတော့ဘယ်လိုပြောမလဲအပြင်တံကတကယ်လူမဟုတ်ဘူးเนาะအထဲမှာရှိတဲ့အပြင်ကနေဒါအမဲမလို့ဒီလိုစိတ်ထားရှိမှာပဲဒါအဖြူမလို့ဒီလိုစိတ်ထားရှိမှာပဲဆိုပြီးတော့ကျမတို့သတ်မှတ်လို့မရဘူးသူ့ကိုသတ်မှတ်လို့ရတဲ့အရာ तू ကဒီလူဖြစ်ပါတယ်လို့သတ်မှတ်ရတဲ့အရာကဘာဖြစ်လဲဆိုတော့သူ့ရဲ့အတွင်းထဲမှာရှိတဲ့ဝိညာဉ်ကသာဒီဖြစ်တယ်အဲကြောင့်မလို့ဝိညာဉ်နဲ့အသက်ရှင်တဲ့သူတွေဖြစ်တယ်အမေဒီခန္ဓာကိုယ်တော့ကျမတို့တည်ဆုံးသွားတဲ့အခါမှာတော့ဒီဝိညာဉ်က glorified body ဆိုဖျားပေးတဲ့ body နဲ့ကျမတို့အသက်ပြန်သက်ရှင်ရမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်လူတွေများစွာကယေရှုခရစ်တော်ဘုရားကပြန်လေအသက်မရှင်ခဲ့ဘူးသူတို့အမျိုးမျိုးလိမ်ဖို့စ조사ကြတယ်အထူးသဖြင့်နောက်ဆုံးဒီယောမတွေဒီဖာရီရှဲတွေเนาะဒီလူမျိုးဝင်တွေကပင်နေသူတို့ကဒီຢာကိုလှုပ်ဝက်ဖို့ရန်အတွက်စ조사ခဲ့တယ်ကျွန်တော်တို့ဒီရှင်သူရဲ့အကြောင်းအရာတွေကိုဘယ်မှာတွေ့ရတယ်လဲဆိုတော့မဿဲခန်းကြီး28မှာ28အငယ်12ကနေကျွန်တော်တွေ့မယ်ဆိုလို့ရှိရင်ဗာတွေ့ရလေဆိုတော့ယေဘရဟိတ်အကြီးတို့နဲ့လူအကြီးကဲတို့သည်စုဝေး၍တိုင်ပင်ပြီးမှစစ်သူရဲတို့အားငွေအများကိုပေး၍ညအခါငါတို့အိပ်ပျော်စဉ်တွင်ထိုသူဤတပည့်တို့သည်လာ၍အလောင်းကိုခိုးသွားကြသည်ဟုသင်တို့ပြောကြလောထိုအကြောင်းကိုမြို့ဝန်မင်းကြားပြန်လျင်ငါတို့သည်သူ့ကိုဖြောင်းဖျ၍သင်တို့၌အမှုမရှိစေခြင်းကငါပြုမိဟုသွန်သင်သည်နှင့်အညီစစ်သူရဲတို့သည်ငွေကိုယူပြုကြ၏ထိုစကားကိုယခုတိုင်အောင်ယူဒလူတို့သည်အနှံ့ပြားပြောဆိုကြ၏ဒီနေရာမှာနော်သူတပည့်တွေကလာပြီးတော့မှတဲ့အလောင်းကိုလာခိုးသွားပါတယ်ဆိုပြီးတော့မှသူ့ကိုအဆောင်ထားတဲ့ယောမစစ်သားတွေကိုပတ်စံပေးပြီးတော့မှသူတို့ကိုလိန်ခိုင်းတယ်ဒါပေမဲ့မဖြစ်နိုင်တဲ့အရာကျွန်တော်ပြောပြမယ်နော်အဲ့ဒီခေတ်ကယောမစစ်သားဆိုရင်အရန်ကြောက်ရတာဖြစ်တယ်ဒီယောမစစ်သားတွေကဘာလုပ်လဲဆိုတော့ယေရှုခရစ်တော်ရဲ့ဂူဝကိုနော်တကြိုထားတဲ့ဂူဝကိုသူတို့လုံးဝသူတို့ရဲ့တစိမ့်နဲ့ကပ်ပြီးတော့မှပိတ်ထားတယ်ဒီညမှာကျမတို့ဒီ US မှာနေတယ်နော်အစိုးရဟိုရဲတို့ကလာပြီးတော့မှ yellow line တားထားတဲ့ဟာတွေဘယ်သူဝင်ရဲလဲနော်ပြဿနာကြီးသွားလိမ့်မယ်အမှုပတ်သွားလိမ့်မယ်ယောမခေတ်မှာဒီထက်ဆိုးတယ်နော်နှိပ်စက်ခြင်းအမျိုးမျိုးနဲ့သူတို့ဒီနှိပ်စက်တဲ့သူတွေဖြစ်တယ်နော်တပည့်တော်တွေကလာခိုးဖို့မပြောနဲ့သူတို့မှာသခင်ယေရှုအသေးခံတဲ့အချိန်မှာတောင်မှကြောက်လွန်းလို့နော်ပေတရုဆိုရင်မရှိတော့ဘူးနော်ပေတရုဆိုရင်ခရစ်တော်ကို3ချိန်တိုင်ညှင်းပယ်ခဲ့တယ်ကြံတဲ့သူတွေလည်းအရှို့သွားခဲ့ကြတယ်နောက်သခင်ယေရှုခရစ်တော်ဖခင်ရဲ့ညီတော်အရင်ဖြစ်တဲ့နော်ဒီသူတို့နောက်ထပ်မွေးမာရိကနေနောက်ထပ်မွေးလာတဲ့နော်ဒီညီတော်နော်ယာကုပ်ဆိုရင်လေသူတို့ကဗာလဲမယုံကြည်ခဲ့ဘူးခရစ်တော်ကိုယ်တိုင်ကိုမယုံကြည်ခဲ့ဘူးဒါပေမဲ့ဘာကြောင့်မလို့သူကပြန်ပြီးယုံကြည်လာတာလဲဆိုတော့ဒီရှင်ပြန်ထမြောက်ခြင်းကြောင့်ပဲသူပြန်ယုံကြည်လာတာဖြစ်တယ်အဲ့ဒါပြောတဲ့အခါမှာတပည့်တော်တွေကသွားခိုးမယ်ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စရှိဖြစ်တယ်လက်နဲ့နဲ့လူတွေကစောင့်ကြည့်နေတာဖြစ်တယ်ပြီးတော့မှယေရှုခရစ်တော်ကအမြဲတမ်းဗာပြောခဲ့လေငါကပြန်ရှင်ပြန်ထမြောက်မယ်ငါပြန်ရှင်ပြန်ထမြောက်လာမယ်ပြန်ရှင်ပြန်ထမြောက်လာမယ်ဆိုတဲ့စကားကိုသူအမြဲတမ်းပြောခဲ့တဲ့အခါမှာဒီမြို့ဝင်နဲ့စစ်သားတွေကတာ၍စစ်သားအဆောင်တွေနဲ့သူတို့တေချာစောင့်ကြက်ထားတာဖြစ်တယ်เนาะဆိုတော့လုံးဝဘလို့မှမဖြစ်နိုင်ဘူးသူတို့တစိတ်ခတ်ပြီးတော့ကိုเนาะအခုခေတ်ဆိုရင် yellow line တွေအဲ yellow tape တွေနဲ့တားပြီးတော့မှ
ပိတ်ထားတဲ့ကြောက်တုံးဖြစ်တယ်ပြီးတော့မှလူတစ်ယောက်နှစ်ယောက်နဲ့ဖွင့်ပို့တော့မှမဖြစ်နိုင်တဲ့ကြောက်တုံးဖြစ်တယ်เนาะဒီအရာကဘုရားသခင်ကပဲလုပ်ပေးခဲ့တာဖြစ်တယ်เนาะဒီမှာကျမတို့ကြည့်မယ်ဆိုမြေကြီးလှုပ်ပြီးတော့မှတဲ့เนาะဘုရားရဲ့တကူတော်အပြင်ကြောက်တုံးလိမ့်လံပြီးတော့မှသခင်ရှုကချမြောက်ခဲ့တာဖြစ်တယ်เนาะဆိုတော့ဒါနဲ့ကျွန်တော်အရင်တော့ပြောမှုတဲ့လူတစ်ယောက်အကြောင်းကိုပြန်ပြောချင်တယ်သူ့နာမည်ကLee Strobel လို့ခေါ်တယ်ပေါ့နော်ဒီပုံထဲမှာကျွန်တော်တို့ကြည့်အောင်သူကတော့ Chicago ကသတင်းထောက်ဖြစ်တယ်နော်သူက Chicago ကသတင်းထောက်ဖြစ်တယ်သူ့ဘဝမှာသူက atheist ဖြစ်တယ်နော်သူ့ဘဝမှာသူက atheist ဖြစ်တဲ့အခါမှာဘာဖြစ်လဲဆိုတော့သူ့အနေနဲ့ယေရှုတို့ဘာလို့မယုံကြည်ခဲ့ဘူး तू ကဘာလို့ယုံကြည်လဲဆိုတော့ तू ဘာပြောလဲဆိုတော့ဖန်ဆင်းရှင်ဘုရားဆိုတာကိုငါမယုံဘူးတဲ့လူတွေကသူတို့နောက်ဘဝအတွက်ကြောက်ရွံ့ကြလို့တာဖယားကလူတွေကိုဖန်ဆင်းတာမဟုတ်ပဲနဲ့လူတွေကပဲသူတို့စိတ်ကူးနဲ့ဖန်ဆင်းရှင်ဖယားကိုဖန်ဆင်းတယ်ဖန်တီးတယ်ဆိုပြီးတော့မှ तू ကပြောင်းပြန်ယုံကြည်တဲ့လူသားဖြစ်တယ်เนาะဒီ Lee Strobel ကဆိုတော့အဲ့ဒီမှာတရက်ကြတော့ तू မိမเนาะ तू အမျိုးသမီးကလည်းသူတို့မိသားစုအကုန်လုံး atheist ပဲเนาะဆိုတော့ဒါပေမဲ့ဖယားမရှိဘူးလို့ယုံကြည်တဲ့သူတွေဒါပေမဲ့တရက်မှာ तू အမျိုးသမီးက nurseအမျိုးသမီးနဲ့ဖျားเจ้าကိုလိုက်သွားရင်းနဲ့တရက်ကြတော့သူ့ကိုပြောလာတယ်ငါခရစ်ယာန်ငါယေရှုနောက်ကိုငါလိုက်တော့မယ်ငါယေရှုကိုယုံကြည်တယ်ဒီဘုရားကိုငါယုံကြည်တယ်ဆိုပြီးတော့မှသူ့ကိုပြောလာတဲ့အခါမှာသူ့ကဘာကြီးပြိုသွားတယ်လို့ပဲเนาะဘက်မညီတော့တယ်လို့သူခံစားလိုက်ရတယ်သူ့အသက်တာကိုကြည့်မယ်ဆိုရင်လည်းယေရှုခရစ်တော်ကိုမရခင်မှာဆိုလို့ရှင်ဘာဖြစ်လဲဆိုတော့ကြိုက်တာလုပ်တယ်နောက်သူတို့တည်ပြီးရင်လည်းစီရင်ချင်းခံရမယ်အပြစ်လုပ်ရင်လည်းစီရင်ချင်းခံဒါတွေသူတို့မစင်စားဘူးဖျားဆိုတာမရှိဘူးလောကမှာနေကြိုက်တာလို့ကြိုက်တယ်လို့အသက်ရှင်ဆိုတော့အသက်တာမျိုးနဲ့သူ့အသက်တာမှာအသက်ရှင်ခဲ့တယ်ဒါပေမဲ့ဖျားเจ้าသွားတဲ့သူ့မိန်းမရဲ့အသက်တာကထူးခြားလာတယ်ဖျားเจ้าနဲ့သွားတဲ့သူ့အသက်တာမိန်းမရဲ့အသက်တာကဘယ်လိုဖြစ်လာလဲဆိုတော့နူးညံ့လာတယ်တိမ်မွေ့လာတယ်သူနဲ့အတူတူသွားပြီးတော့ကဲပူခဲတဲ့နေရာတွေမှာလည်းသူမလိုက်တော့အဲ့ဒီခါမှာ तू အထီးကျန်တယ်လို့ခံစားတယ်နောက်ပြီးတော့မှမလုပ်လာလေဆိုတော့ငါဒီမိန်းမကိုငါကွာရှင်းမယ်ဆိုတော့အထီးကိုသူတို့စဉ်းစားမိတယ်ပြီးတော့သူ့တက်တာမှာဆိုရင်လေသူ့သမီးလေးကဘယ်လိုဖြစ်လဲဆိုတော့သူ့ဖေအိမ်ပြန်လာပြီဆိုတာနဲ့တကယ်ဆိုရင်အဖေတွေအိမ်ပြန်လာပြီဆိုရင်သားသမီးတွေကပျော်ပြီးတော့အိုး daddy ဆိုပြီးတော့မှဟိုဖက်လိုက်ပါလိုက်ဖြစ်ဒါပေမဲ့ तू ကအရက်တွေလည်းတောက်တယ်နော်အပြစ်မှာတော့journalist ကြီးနာမည်ကြီးရဲ့ journalist ကြီးလူတွေကဝိုင်းချီမြောက်ကြဒါပေမဲ့သူ့အိမ်မှာကျတော့ဘာဖြစ်လဲဆိုတော့သူ့သမီးကသူလာလို့ရှိရင်ထွက်ပြေးတယ်နော်သူကစားနေတဲ့အယုတ်တွေကိုယူပြီးတော့အခန်းထဲဝင်သွားတယ်တဲ့နော်ဆိုတော့သမီးနဲ့လည်းအဲ့လိုပဲဖြစ်တယ်နော်ချစ်ချင်းမြတ်တာမရှိဘူးတကယ်တမ်းပြောမယ်ဆိုလို့ရှိရင်အဲ့လိုအသက်တာဖြစ်လာတယ်ဆိုတော့အဲ့နဲ့သူဘာပြီးတော့ဘာကိုတရက်ကြတော့သူ့မျိုးသမီးကငါတို့နဲ့ဖျားเจ้าလိုက်ခဲ့ပါလို့ခေါ်တယ်အဲ့နဲ့သူကဖျားเจ้าကိုလိုက်သွားတယ်လိုက်သွားတဲ့အခါမှာဗာဒီ gospel ကြီးเนาะအရန်ငယ်ရတဲ့ pastor တယောက်ကတရားဟောနေတာသူကြားတဲ့အခါမှာသူနားထောင်ရင်းနဲ့ okay သူနှလုံးသားထဲမှာပါပေါ်လာလဲဆိုတော့ခရစ်တော်ရှင်ပြန်မထမြောက်ခဲ့ဘူးဆိုတာကိုငါရအောင်သက်သေပြမယ်เนาะပြီးတော့မှငါမိမကိုငါအဖက်ကိုပြန်ဆွဲခေါ်မယ်ဒါဆိုရင်ငါတို့လည်းကွာရှင်းစရာမလိုဘူးသူလည်းခုနကကျွန်မဖတ်သွားတဲ့ကျမ်းပိုက်ရှင်ပေါလုကိုယ်တိုင်ကပြောထားတယ်နော်ရှင်ပြန်ထမြောက်ခြင်းဆိုတာမရှိဘူးဆိုရင်ငါတို့ယုံကြည်ခြင်းတရားကအလကားဖြစ်တယ်တဲ့အဲဆိုသူမိမကိုလည်းသူအဲ့ဒါနဲ့သူ proof မယ်ကျန်တဲ့ဟာတွေကျန်တဲ့သူတွေကိုလည်းသူတို့တွေကမှားနေတယ်ဆိုတဲ့ဟာကိုငါလုံးဝသက်သေပြမယ်ဆိုပြီးသူနှစ်အချိန်ယူတယ်နော်နှစ်အချိန်ယူပြီးတော့မှသူက journalist ဖြစ်တဲ့အခါမှာသူ့မှာ connection တွေအများကြီးရှိတယ်ဆရာဝန်တွေနဲ့တွေ့တယ်နော် psychologist စိတ်ပညာရှင်တွေနဲ့တွေ့တယ်အမျိုးသောသူတွေကို तू interview တယ်လိုက်မေးတယ် तू လိုချင်တဲ့ point ကနေခရစ်တော်ကရှင်ပြန်မထမြောက်ခဲ့ပါဘူးဆိုတဲ့ point ကိုရအောင်ပြီးသမိုင်းစာအုပ်တွေ तू ဖတ်တယ်နော်ဒီကျမ်းစာထဲမှာမပါတဲ့အကြောင်းအရာတွေတခြားလူတွေရေးထားတဲ့စာအုပ်တွေကိုလည်း तू ဖတ်တယ်ဖတ်ရင်ဖတ်လေရှာဖွေလေအဲ့ဒီຢာတွေကဘာကိုပဲတက်တည်ထူနေတယ်လဲဆိုတော့ယေရှုခရစ်တော်ဖခင်ကတကယ်ရှင်ပြန်ထမြောက်ခဲ့တယ်ဆိုတဲ့အရာကိုပဲသက်သေထူနေတာဖြစ်တယ်။နံပါတ်1အနေနဲ့ကျွန်မသူပြောတဲ့အရာကိုသဘောကျတာကစာရေးဆရာတွေကတဲ့များသောအားဖြင့်ကိုယ်တိုင်ရေးတဲ့သူတွေကတဲ့ကိုဘာရေးလို့ရှင်ရဲ့တဲ့ကိုအကြောင်းအရှက်ရစီမဲ့ကိစ္စမျိုးဟုတ်လားကိုအားနေချက်ဖြစ်မဲ့ဟာမျိုးကိုသိပ်ပြီးတော့မရေးကြဘူးတဲ့။ဒါပေမဲ့ဒီနေရာမှာရှင်ပြန်ထမြောက်ခြင်းမှာပထမဆုံးတွေ့တဲ့သူတွေကဘယ်သူတွေလဲ။အမျိုးသမီးတွေနော်။
အမျိုးသမီးတွေဖြစ်တယ်ဆိုတော့မဿဲမာကုလုကာဒီဟာကိုရေးတဲ့သူတွေကနော်ယောက်ျားလေးတွေဖြစ်တယ်အထူးသဖြင့်တပည့်တော်တွေဖြစ်တယ်နော်ခရစ်တော်နဲ့အတူအရင်နှီးဆုံးနေတဲ့သူတွေခရစ်တော်နောက်မှာနေနေညညလိုက်တဲ့သူတွေအမျိုးသမီးတွေကတော့တခါတလေမှသူတို့ခရီးသွားတဲ့နေရာမှာကြုံရင်လှုပ်ကြွေးတဲ့သူတွေဖြစ်တယ်နော်မာရိမာသားတို့ဆိုရင်လည်းခရစ်တော်ကဒီဟာသူတို့နေတဲ့မြို့ကိုရောက်လာမှပဲလှုပ်ကြွေးခွင့်ရတာဖြစ်တယ်အမျိုးသမီးတွေကနေနေညညခရစ်တော်နောက်လိုက်တဲ့သူတွေမဟုတ်ဘူးနော်ဒါပေမဲ့အဲ့တပည့်တော်တွေကိုကြော်ပြီးတော့မှရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုဥမာကျမတို့အိမ်ထဲမှာတည်င်းတစ်ခုရှိတယ်ထူးခြားတာရှိတယ်ဆိုရင်ဥမာကျမညီဆွေမျိုးသားချင်းကိုချင်းချင်းတဲ့တခြားလူကကြော်ပြီးတော့တည်တယ်ဆိုရင်ဘယ်လိုခံစားရမလဲဟုတ်တယ်နော်ဆိုတော့ကိုကအရေးကြီးပါရဲ့နဲ့အရေးမပါတယ်လို့ခံစားရမှာပဲဒီခေတ်မှာလဲ main ကလေးတွေဆိုတာကအလေးမထားဘူးလူတွေကနော်အဲ့ဒီခေတ်မှာမျိုးသမီးတွေဆိုနာမည်တောင်တိတ်မထည့်ချင်ဘူးနော်လူရင်လဲ main ကလေးတွေဆိုတာထဲ့ဟုတ်မရှိတာအဲ့ကြောင့်လူ9000လို့ရည်တဲ့ခါမှာလူ9000နဲ့ဟိုမုံ9လုံးနဲ့9ကောင်ကိုကျွေးတယ်လို့ပြောတဲ့ခါလူ9000ပြောတဲ့ခါမှာအမျိုးသမီးနဲ့ကလေးတွေမပါဘူးတဲ့ခုခေတ်နဲ့တော့ပြောင်းပြန်ပေါ့နော်ခုခေတ်ကတော့အမျိုးသမီးတွေကနံပါတ်1ဆိုတော့အဲ့လိုဖြစ်တာဆိုတော့ဒီနေရာမှာဒီလောက်အရေးကြီးတဲ့နောက်ဆုံးခရစ်တော်ရဲ့ mission အကြီးဆုံးရှင်ပြန်ထမြောက်ပြီဆိုတဲ့သတင်းကိုကောင်းကင်တမန်ကြီးစီကနေဘသူကအရင်ဆုံးသွားပြီးတော့မှတွေ့ရတယ်လေဆိုအမျိုးသမီးတွေကတွေ့ရတယ်ဒီအရာကိုလည်းမှန်မှန်ကန်ကန်ပဲကျမ်းစာကမှတ်တမ်းတင်ထားတယ်ဒီညမှာသူကိုယ်တိုင်ကလည်းစာရေးတဲ့သူဖြစ်တဲ့အခါမှာစာရေးသူဘက်ကနေသူတွေးတဲ့အခါမှာအော်ဒီအရာဆိုရင်ဒါကသူတို့လိန်ပြောတာလုံးဝမဖြစ်နိုင်တော့ဘူးဆိုတော့တစ်ချက်သူရတယ်နောက်စေးပညာအနေနဲ့ယေရှုခရစ်တော်ဘုရားကမေ့မျောသွားပြီးတော့မှပြန်ထလာတာလားဆိုပြီးတော့မှစေးပညာမှာကြည်တယ်အားလုံးသိတယ်နော်ခရစ်တော်ကတကယ်ကိုတည်သွားတဲ့အတွက်ကြောင့်မလို့လှန်နဲ့နဘေးတော်ကိုထိုးတဲ့အခါမှာဘာဖြစ်လဲသွေးနဲ့ရေနဲ့ထွက်လာတယ်တဲ့နော်အဲ့ခါမှာယောမစစ်သားကခရစ်တော်ကတကယ်ပဲတည်တယ်ဆိုတာသိတဲ့အခါမှာကျန်တဲ့နှစ်ယောက်မတည်သေးဘူးနော်ဆိုတော့ခရစ်တော်ကိုတတ်တာမဟုတ်ဘူးသူကသူ့ကိုသူအသေးခံတာဖြစ်တယ်နော်တတ်တော်ကိုစွန့်လိုက်တာအချိန်ဘုရားကသူ့အချိန်နဲ့သူပဲနော်အသက်ကိုစွန့်လိုက်တယ်အဲ့ဒီခါမှာဘာဖြစ်လဲကျန်တဲ့ဘေးကနှစ်ယောက်ကတော့မတည်သေးတဲ့ခါမှာသူတို့တတ်လိုက်ရတယ်အယိုးတွေချိုးလိုက်ရတယ်ဒါပေမဲ့ခရစ်တော်ကိုကြတော့အယိုးမချိုးဒါကြောင့်ပတ်တခါတိုးတငင်ဆိုရင်လည်းအယိုးမချိုးရဘူးအယိုးမချိုးရဆိုတဲ့ထို့အရာကိုလည်းပြည့်စုံစေခဲ့တယ်နောက်တကယ်စေပညာနဲ့ကြည်ရင်လည်းသွေးနဲ့ရေနဲ့ထွက်လာတယ်ဆိုတာတကယ်သေပြီးသားလူသားမှသာထွက်လာတာဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့တယ်နော်နောက်စိတ်ဒီတစ်ကောမှာနော်ခုနတစ်ကောခန်းကြီး15ထဲမှာပါလေလူ900မကတော့လူတွေကတပြိုင်နက်တည်းမြင်ရကြတယ်တဲ့အဲ့ဒီခါမှာစိတ်ပညာရှင်နဲ့သူတက်တွေ့တယ်သူတို့ delusion ဖြစ်တာပေါ့ဘယ်လိုပြောမလဲရှောက်ပြီးတော့မှမြင်တာပေါ့နော်တကယ်မဟုတ်ပဲထင်အောင်ထင်မှားဖြစ်တာပေါ့အဲ့လိုပြောတဲ့ခါကျတော့သူကစိတ်ပညာရှင် LA မှာရှိတဲ့တယောက်ကိုသူတက်တွေ့တယ်အဲ့ဒါကိုပြောပေးပါအောင်ဘယ်လိုထင်တယ်လဲလို့သူပြောတဲ့ခါမှာပြောတယ်လီးတဲ့ငါပြောမယ်တဲ့ဟိုတဲ့အဲ့ဒီလူ900ကတပြိုင်နက်တည်းအဲ့လိုစိတ်ထင်အောင်ထင်မှားဖြစ်ပြီးတော့ယေရှုရှင်ပြန်ထားလာမြောက်လာတာကိုမြင်ရတယ်ဆိုရင်တဲ့အဲ့ဒါကယေရှုရှင်ပြန်ထမြောက်လာတာထက်ပို့ပြီးတော့ miracle အံ့ဖွယ်အမှုဖြစ်သွားပြီတဲ့ပို့အံ့ဩစရာကောင်းသွားပြီတဲ့အဲ့လိုထင်အောင်ထင်မှားဖြစ်တယ်ဆိုတာတူတယောက်ချင်းစီမှာပဲဖြစ်တာဖြစ်တယ်တဲ့လူတိုင်းတပြိုင်နက်တည်းမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုသူတွေ့ရတယ်အဲ့ဒါနဲ့သူလဲဟိုစာအုပ်ဖတ်ဒီစာအုပ်ဖတ်နောက်ဆုံးမှာ2နှစ်ပြည့်သွားတဲ့အခါမှာနောက်ဆုံးမှာသူလက်လျှော့လိုက်တယ်နော်ကျမ်းစာတွေဖတ်ရင်နဲ့တကယ်ဘုရားသခင်အသက်ရှင်နေဆိုတာကိုသူခံစားလာတယ်အဲကြောင့်ခရစ်တော်ကျောင်းတို့ဘုရားကပြောထားလဲခေါ်ရင်ထူးမယ်ငါ့ကိုခေါ်ပါလိုအပ်တဲ့အခါမှာခေါ်ပါလို့ပြောတဲ့ဘုရားဖြစ်တယ်အာမင်အဲကြောင့်ကျမတို့ခေါ်ဖို့ပဲလိုတာဖြစ်တယ်နော်အသက်ရှင်နေတဲ့ဘုရားဖြစ်တယ်နော်ကျွန်တော်ဒန်နီယယ်တခါကျမတို့မပါဘဲနဲ့ခရီးပထမဆုံးသွားတဲ့အခါမှာသူ့စိတ်ထဲမှာစိုးရိမ်ခြင်းရှိတယ်ထင်ပါတယ်အဲ့ဒီမှာသူအတန်ကြားတယ်တဲ့ I will protect you I will protect you I will protect you ဆိုတော့ဘုရားကသူ့ကို3ခါတိတိစကားပြောတယ်တဲ့အဲ့လိုကျွန်တော်လာပြောတာပဲဘုရားတကယ်အသက်ရှင်တဲ့ဘုရားဖြစ်တယ်အာမင်ကျမတို့အသက်တာထဲမှာကျမကိုယ်တိုင်ရဲ့အသက်တာမှာပင်လေဒီနေ့ဒီချိန်ထိတိုင်အောင်ဘုရားကကျမအသက်တာထဲမှာအသက်ရှင်နေနော်တခါတလေမှာကိုယ်လှုပ်တာကိုစဉ်းစားတာတွေနဲ့
တာပြီးတော့ကောင်းမွန်တဲ့အရာကိုဘုရားသခင်ကအမြဲတမ်းကျမတို့ကိုပို့ဆောင်ပေးတယ်လမ်းပြပေးတယ်ခေါ်တဲ့အခါမှာမိကွန်းတွေရှိလာတဲ့အခါမှာအမြဲတမ်းတစုံတစ်ယောက်ကိုပို့ဆောင်ပြီးတော့မှအပြည့်ပေးတတ်တဲ့ဘုရားဖြစ်တယ်အာမင်ဟိုတလောတော့ကနော်အဆိုတော်ဂျေမီနော်ဂျေမီလည်းတသက်ခံတဲ့အကြောင်းလဲကျွန်မလက်တလောကြားတဲ့အရာဆိုလို့ရှင်လဲနော်မအေတင်ချိုဆွေနော်သူအဆိုတော်သူကအရန်ကိုဒီနိုင်ငံရေးတွေဖြစ်တဲ့အခါမှာသူလည်းဖန်ခံတဲ့ထဲမှာပါသွားတဲ့အခါမှာနော်သူ့ကိုအဝတ်ယုံအမဲကြီးနဲ့အုပ်လိုက်ပြီးတော့မှအခန်းတစ်ခုထဲမှာခေါ်သွားတယ်။ဘာဖြစ်မှန်းသူမသိတော့ဘူးနော်။ဘာမှလည်းမမြင်ရတော့ဘူး။ဒါပေမဲ့သူစိတ်ထဲမှာမှောင်မဲနေတဲ့နေရာမှာပင်နေသူစိတ်ထဲမှာခေါ်လိုက်တယ်။ဘုရားနာမည်တော့မသိဘူး။ယေရှုဆိုတာတော့ तू မသိဘူး။ဘလို့ပဲခေါ်လိုက်တယ်။ကိုဂျေမီရဲ့ဘုရားတဲ့တကယ်အသက်ရှင်နေဆိုရင်ကျမကိုခေါ်ကျမကိုကယ်ပါတဲ့အတလူလေးပဲခေါ်လိုက်တဲ့အခါမှာတိတ်မကြတဲ့ချိန်မှာသူ့ကိုဘာမှမလုပ်ဘဲနဲ့နော်တစ်ချက်ကလေးမှမနှိမ့်ဆက်မရိုက်ဘဲနဲ့သူပြန်ပြီးတော့မှလွတ်ပေးတယ်ဆိုတာကိုတွေ့လိုက်ရတယ်ဒါကြောင့်မလို့ထိုဘုရားကတကယ်ခေါ်ရင်ထူးတဲ့ဘုရားဖြစ်တယ်ဟာလေလုယာဘုရားရှင်နာမတော်တာပြီးပုံကြည်ပါစေပြီးတော့ကိုလည်းလုံးဝရှော့မတော့ပါနဲ့အမျိုးသမီးတွေရဲ့တက်တာနဲ့ကျွန်တော်ခွန်အားပေးခြင်းတယ်နော်ဒီမျိုးသမီးတွေရဲ့တက်တာမှာနော်တမန်တော်ကြီးတွေလို့နော်သခင်ယေရှုနောက်ကိုတပည့်တော်ကြီးတွေလို့သခင်ယေရှုနောက်ကိုမလိုက်ရပါဘူးဒါပေမဲ့ရှိတဲ့နေရာမှာသူတို့အကောင်းဆုံးလုပ်နိုင်ဖို့ရတဲ့စူးစမ်းကြတယ်သူတို့ရှိတဲ့နိုင်တဲ့တာဝန်ကိုအကောင်းဆုံးသွားပြီးတော့မှလုပ်ဖို့ရန်အတွက်စက္ကပ်ထားကြတယ်နော်ခရစ်တော်လက်ဝါးကတိုင်မှာအသေးခံတဲ့အချိန်မှာသူတို့ရှိနေတယ်အာမင်ယောက်ျားသားကြီးတွေနော်ယောဟန်ကလွယ်လို့တခြားနာမည်ဖော်ပြထားတာမိန်းကလေးတွေပဲနော်မေတော်မာရိရှိတယ်မာဂဒလာတို့နော်တခြားမာရိတွေရှိတယ်နော်ဆိုတော့ကိုမိန်းကလေးပဲဖြစ်လို့ငါကတော့ဆရာမမဟုတ်ကိုလုံးဝရှော့မတွက်ပါနဲ့ဘုရားသခင်ကအရေးကြီးတဲ့အရာတွေကိုနော်သူလူကြီးကိုမှဖွင့်ပြမယ်လို့မပြောထားဘူးဖြစ်တယ်နော်ဒါကြောင့်မလို့ဒီနေရာမှာမျိုးသမီးတွေကိုခရစ်တော်ကအရေးကြီးဆုံးအရာကိုဖွင့်ပြခဲ့တယ်နော်ဒီမှာကျမတို့မဿဲ28မှာကျမတို့တွေ့မယ်ဆိုရင်ဒီနေရာမှာသူတို့ရဲ့လှုပ်ဆောင်ခြင်းကလည်းပို့ပြီးတော့မှအရေးကြီးတာပေါ့နော်ဒီနေရာမှာတွေ့ရတယ်သူတို့ရဲ့တတ်တာက28မှာဥပုပ်နေ့လွန်၍ခုနှစ်ရက်တွင်ပထမနေ့ဆိုတာတနင်္ဂနွေနေ့ကိုပြောတာနော်ဥပုပ်နေ့ဆိုတာစနေနေ့ကိုပြောတာဖြစ်တယ်ဆိုတော့ဒါကြောင့်မလို့ကျမတို့ဖျားရှိခိုးတဲ့အခါမှာစန်ဒေးနေ့တိုင်းကိုသခင်ဖျားရှင်ပြန်ထမြောက်ရနေ့လို့ကျမတို့သုံးတာဖြစ်တယ်နော်ဒါကြောင့်ဘာလို့စန်ဒေးမှာကျမတို့ဖျားရှိခိုးကြတာလဲဒီຢာကိုအမိပြုပြီးတော့မှနောက်ပိုင်းမှာကျမတို့စန်ဒေးမှာပထမရက်မှာကိုးကွယ်ခြင်းဖြစ်လာတာဖြစ်တယ်เนาะဆိုတော့မာကာဒလမာရီနဲ့အခြားသောမာရီသည်သင်ချိုင်းတော်ကိုအကြည့်ရှုသွားကြ၏ထိုခါမြည်ကြီးသည်ပြင်းစွာလှုပ်လေ၏အကြောင်းမူကားထာဝရဘုရား၏ကောင်းကင်တမန်သည်ကောင်းကင်ဘုံမှဆင်းလာ၍တွင်ဝ၌ပိတ်သောကြောက်ကိုနှိမ့်ယူပြီးလင်ထိုကြောက်ပေါ်မှာထိုင်နေ၏တဲ့သူရဲ့မျက်နာကလျှက်စစ်ကဲ့သို့ထင်တယ်တဲ့အဝတ်လည်းမိုးပွင့်ကဲ့သို့ဖြူတယ်လူဆောင်တို့သည်ကောင်းကင်တမန်ကိုကြောက်ရွံ့သဖြင့်တုန်လှုပ်၍တေမတက်ဖြစ်ကြ၏ဒီမှာစောင့်တဲ့သူတွေကလည်းကောင်းကင်တမန်တွေကိုတွေ့တယ်ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနဲ့လဝါကတိုင်မှာတတ်သောယေရှုကိုသင်တို့ရှာကြသည်ကိုငါသိ၏ဤအရ၌မရှိမိန်တော်မူသည့်အတိုင်းထမြောက်တော်မူပြီးလာကြသခင်လျောင်းတော်မူရာအရက်ကိုကြည်ကြလောအလင်းမြန်ပြန်သွား၍တေခြင်းမှထမြောက်တော်မူကြောင်းကိုတပည့်တော်တို့အားပြောကြလောလို့ပြောထားတာဖြစ်တယ်။ဒါကြောင့်မလို့နော်ဒီ main ကလေးတွေဒီအမျိုးသမီးလေးတွေပါပဲ။နာမည်တော်မှဒီမှာမာရီနော်သူတို့နာမည်တော့ပါတယ်။ဆိုတော့ဒီလိုဒီအမျိုးသမီးလေးတွေကအရေးကြီးဆုံးဖြစ်တဲ့ဒီသင်းချက်လက်ကိုတမန်တော်စီမှာတည်သွားရတဲ့သူတွေဖြစ်ရတာဖြစ်တယ်။အာမင်။နော်ဘိုလ်ချုပ်နေမန်နူနာဆွဲတဲ့အခါမှာသူ့ကိုဖျားလူစီမှာညွန်ပြခဲ့တဲ့သူကပါလေဂျွန်မလေးပဲသူတို့အိမ်မှာခိုင်းထားတဲ့ဂျွန်မလေးပဲနော်အခြေအနေအမျိုးမျိုးနဲ့ဘုရားသခင်ကကျမတို့ကိုသုံးနိုင်တာဖြစ်တယ်အသုံးခံခြင်းနဲ့စိတ်ပဲလို့ရှိတာလိုအပ်တာဖြစ်တယ်နော်ဒီမျိုးသမီးတွေကသခင်ကိုဥပုံနေ့ဆိုတော့သူတို့သွားလို့မရဘာမှလည်းလုပ်လို့မရဒါပေမဲ့နောက်နေ့ကူးတာနဲ့ချက်ချင်းသူတို့သွားတာဖြစ်တယ်နော်ဒီလိုမျိုးစိတ်ရှိတဲ့သူတွေပေါ်မှာဘုရားသခင်ကလည်းအကျိုးမြတ်ပေးတယ်နော်သုံးတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဟုတ်နောက်တစ်ခုအနေနဲ့ကျမ်းစာနောက်တစ်ခုကိုဖတ်ချင်တယ်ရှင်ပြန်ထโอเคဟုတ်ပြီခရစ်တော်ထမြောက်လာပြီဒါဆိုလို့ရှိရင်ကျမတို့အတွက်ဘာကောင်းကျိုးရှိသလဲเนาะခရစ်တော်ရှင်ပြန်ထမြောက်ပြီးတော့ဘာတွေသွားလုပ်တာလဲဆို
ဆိုအားလုံးသိတယ်နော်တဲတော်ကမောရှေလက်ထက်မှာခရစ်တော်ဖခင်ကနေပြီးတော့မှသူကျင်းဝတ်ဖို့ရဲ့နောက်ဒီရစ်ပူဇော်ခြင်းတွေကိုလှုပ်ဆောင်ဖို့ရန်အတွက်စောက်ခိုင်းတဲ့အရာဖြစ်တယ်အဲ့ဒီမှာဘာတွေလုပ်ရလဲဆိုတော့တစ်နှစ်တစ်ခါသိုးတွေတိုးနွားခိုစိတ်နော်ဂျိုးစသဖြင့်အဲ့ဒီဟာတွေကိုပူဇော်ရတယ်ဖြစ်တယ်ဆိုတော့အဲ့ဒါတွေကိုလှုပ်ဆောင်တဲ့နေရာဖြစ်တယ်အဲ့ဒီအပြင်ကိုဘာလုပ်လဲဆိုတော့တိုးတငယ်ရဲ့အသွေးတစ်နှစ်တစ်ခါအပြစ်ဖြေရာတိုးတငယ်ရဲ့အသွေးအဖြစ်အပြစ်ဖြေခြင်းကိုလည်းအဲ့ဒီတဲတော်ထဲမှာလုပ်တယ်နော်ဟေပြဲမှာပြောထားလဲဆိုတော့ဖျားလှုပ်ခိုင်းတဲ့အရာအားလုံးကကောင်းကင်ဘုံရဲ့အရေးဖြစ်တယ်တဲ့ကောင်းကင်ဘုံမှာလည်းထိုတဲတော်ရှိတယ်အဲ့ဒီနေရာမှာယေရှုခရစ်တော်ဘုရားကနော်သွားပြီးတော့မှသူ့ရဲ့အသွေးနဲ့ရစ်ပူဇော်ခြင်းကိုလှုပ်ဆောင်ပေးခဲ့တာဖြစ်တယ်နော်ဒါဆိုရင်ကျမတို့နားလည်နေတယ်ယေရှုခရစ်တော်ဘုရားကအသေးခံပြီးတော့မှထမြောက်လာပြီးတဲ့အခါမှာသူ့ရဲ့အသွေးတော်နဲ့ရစ်ပူဇော်ပေးခဲ့တယ်လူတွေအားလုံးနော်လက်ဝါးကတိုင်မှာဒီတိုင်းသေပြီးတော့ကျမတို့ကအပြစ်လွတ်ရတာမဟုတ်ဘူးနော်သူ့ရဲ့အသွေးကိုယူသွားပြီးတော့မှဘာဖြစ်လဲခမဲတော်စီမှာရစ်ပူဇော်ခြင်းကိုပြုခဲ့တယ်အဲ့ဒါပြီးမှလူတွေအားလုံးရဲ့အပြစ်ကိုလွတ်တာဖြစ်တယ်ကျွန်တော်ဒီမှာကျမ်းပိုက်တော့မပြောတော့အဲ့မှာမာရိယယေရှုခရစ်တော်ကကိုထင်ပြလာတယ်လေကိုထင်ပြသူပြကိုလုံးပြလာတဲ့အခါမှာအယံဝမ်းသာပြီးတော့မှသူဖက်မလို့လုပ်တဲ့အခါမှာမာရိတဲ့ငါ့ကိုမဖက်နဲ့အောင်ငါလှုပ်เสียရှိသေးတယ်ပူဇော်เสียရှိသေးတယ်လို့ပြောတဲ့အခါမှာမာရိသူနဲ့မထိခိုင်းဘူးဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာပဲနော်အထီခံတယ်အဲ့လူတွေနဲ့အတူသွားလာတယ်အတူစားတောက်တယ်တပည့်တော်တွေနဲ့အတူသွားတယ်စားတောက်တယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်မို့ကျမတို့ကရဲ့အဖြစ်အတွက်ပဲအချိန်မှာလှုပ်ဆောင်ခဲ့တယ်လဲဆိုတော့ရှင်ပြန်ထမြောက်လာတဲ့အခါမှာကောင်းကင်ဘုံမှာရှိတဲ့ရပလင်မှာအသွေးကိုပူဇော်ခြင်းသူ့ရဲ့အသွေးကိုပူဇော်ခြင်းလုပ်ပြီးတော့မှကျမတို့တွေအပြစ်ကနေခွင့်လွှတ်ခြင်းရတာဖြစ်တယ်ဒါကြောင့်မို့သူ့ကိုယုံကြည်တဲ့သူတိုင်းကခွင့်လွှတ်ခြင်းကိုရရှိတာဖြစ်တယ်ဒါဆိုရင်အဲ့ဒီတကူတော်နော်ယေရှုခရစ်တော်ဖခင်ကိုတည်ခြင်းကနေရှင်ပြန်ထမြောက်စေတဲ့တကူတော်ထိုတကူတော်ကကျွန်ုပ်တို့ထဲမှာလဲဝိညာဉ်တော်အားဖြင့်ရရှိတယ်တရားကိုနော်ရှင်ပေါလုကအရန်ကျမတို့ကိုသိစေချင်တာကျမတို့အေဖတ်ထဲမှာခဏလောက်ဖတ်ကြရအောင်အေဖတ်ခန်းကြီးတဲ့အငယ်19ကနေ20အေဖတ်ခန်းကြီးတဲ့19ကနေ20ယုံကြည်သောငါတို့၌ပြတော်မူသောအလွန်ကြီးလာစွာသောတကိုးတော်ကအဘယ်များလောက်ကြီးသည်ကို၎င်းသင်တို့သည်သိစေခြင်းကသင်တို့၏ဉာဏ်မျက်စိကိုလင်းစေပါမည်အကြောင်းဆုတောင်းပတနာပြု၏ထိုတကိုးတော်ကခရစ်တော်ကိုတည်ခြင်းမှထမြောက်စေတော်မူ၍ခရစ်တော်၌ပြုပြင်သောမဟာတကိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏အာမင်အကြောင်းမို့ဒီမှာအဲ့ဒီရဲ့တကိုးတော်ကတဲ့ခရစ်တော်ကိုတည်ခြင်းကနေရှင်ပြန်ထမြောက်စေပြီးတော့မှခရစ်တော်ကိုပြုပြင်တဲ့မဟာတကိုးတော်အရှိန်ကဲ့သို့ကျွန်ုပ်တို့ထဲမှာတည်နေတယ်တဲ့ယောမခန်းကြီး8ငယ်17မှာဆိုရင်လည်းပြောထားလဲထိုမြမကယေရှုကိုတည်ခြင်းမှထမြောက်စေတော်မူသောဖခင်ရဲ့ဝိညာဉ်တော်သည်သင်တို့ထဲ၌ခြေဝတ်တော်မူလျင်ခရစ်တော်ကိုတည်ခြင်းမှထမြောက်စေတော်မူသောဖခင်သည်သင်တို့ထဲ၌ခြေဝတ်သောမိမိဝိညာဉ်တော်အားဖြင့်တည်တတ်သောသင်တို့၏ကိုယ်ခန္ဓာကိုယ်ကာယကိုပင်ရှင်စေတော်မူ၏အာမင်ထိုဝိညာဉ်တော်ဘုရားကျမတို့ထဲမှာအသက်ရှင်လာတဲ့အခါမှာဥမာလေးတန်လိုက်လိုပဲတန်လိုက်တစ်ခုကိုကျမတို့ယူတယ်နော်ယူပြီးတော့မှပစ္စည်းတစ်ခုမှထားတယ်ဆိုရင်တန်ဖြစ်တဲ့အရာတွေအားလုံးကိုစွဲငင်တာကတန်လိုက်ရဲ့သူ့ရဲ့တကူသူ့ရဲ့အစွမ်းဖြစ်တယ်ဆိုတော့ထိုပြုတ်ပြင်တတ်တဲ့တန်ရှင်တော်ဝိညာဉ်တော်ဘုရားကကျမတို့အထဲမှာအသက်ရှင်လာတဲ့အခါမှာကျမတို့အထဲမှာရောက်ရှိလာတဲ့အခါမှာကိုလောက်တာမဟုတ်ဘဲနဲ့ထိုဘုရားကကျမတို့အထဲကနေအသက်ရှင်ပေးလာတယ်ခုနကျမပြောတဲ့လီစတိုဘယ်ရဲ့သူ့အမျိုးသမီးရဲ့အသက်တာကိုပြုတ်ပြင်ပေးလာတဲ့သူကသူကိုယ်တိုင်လောက်တာမဟုတ်ဘူးเนาะဒီမျိုးသမီးကသူကိုယ်တိုင်သိချင်မှသိမှာဒါပေမဲ့ဘုရားကြောင့်တွားရင်းနဲ့ခရစ်တော်နဲ့အတူအသက်ရှင်ရင်သက်ရှင်ရင်နဲ့သူ့အသက်တာကပြောင်းလဲလာတယ်သူ့အသက်တာကလူသူ့ရဲ့အမျိုးသားရဲ့အရှိမပုံသက်တည်ဖြစ်လာတာဖြစ်တယ်เนาะဒီဘုရားကဘယ်လိုမျိုးဘုရားလဲဆိုတဲ့ဟာကိုသူ့အမျိုးသားအနေနဲ့ပို့ပြီးတော့မှသိချင်လာအောင်သူ့ရဲ့အသက်ရှင်မှုတွေကအတွင်းထဲမှာဝိညာဉ်တော်ဘုရားပြုပြင်ပေးခြင်းအပြင်သူ
သူရရှိလာတာဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ခရိယန်ရဲ့အသက်တာကလှုပ်ဆောင်ခြင်းမဟုတ်တော့ဘူးအတူအသက်ရှင်ခြင်းဖြစ်တယ်နော်ဖခင်ကိုကျမတို့အသက်နေရာပေးလာတဲ့အခါမှာလှုပ်ချင်တဲ့စိတ်တွေစ조사ချင်တဲ့စိတ်တွေနော်သခင်ကိုပဲကောင်းတာတွေလှုပ်ချင်တဲ့စိတ်တွေကအလိုလိုဝိညာဉ်တော်အားဖြင့်ထိုတကိုးတော်အားဖြင့်ကျွန်တော်တို့ထဲကနေစီးထွက်လာတယ်ရင်ဘက်ကလည်းကျွန်တော်ပြောသလိုနော်ဝိညာဉ်အသီးတွေဆိုတာအဲ့ဒီကနေစီးဆင်းလာတာဖြစ်တယ်အဲ့ဒီကနေလူတွေစားစရာအကျိုးကိုကျွန်တော်တို့ရရှိလာတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့နံပါတ်1အနေနဲ့ယေရှုခရစ်တော်ဖခင်ကတကယ်ကိုရှင်ပြန်ထမြောက်ခဲ့တယ်တမိုင်းမှလည်းတည်ထူတယ်နောက်သူတမိုင်းကိုလေ့လာတဲ့အခါမှာနောက်ယောမတွေကတကယ်ပဲအပြစ်ပေးခဲ့တယ်ဆိုတော့ဒီယေရှုကို crucify လုပ်ခဲ့တယ်ဆိုတော့ history ကဒီကျမ်းစာအပြင်တခြားမှာလည်းတကယ်ရှိတာဖြစ်တယ်ဆိုတော့ဒီဟာကတကယ်မှန်ကန်ခဲ့တယ်ယေရှုခရစ်တော်ဖခင်ကတကယ်ကိုရှင်ပြန်ထမြောက်ခဲ့တယ်ယေရှုခရစ်တော်ဖခင်ကတကယ်ပဲလူ900မကတော့သူတွေကမြင်တွေ့ခဲ့ရတယ်အဖက်ဖက်ကနေဒါနဲ့အဲ့ဒီ YouTube ကိုကျွန်မကြည့်နေရင်းနဲ့ comment လေးတစ်ခုတွေ့တယ်ဒီ Libris ဒီ Strawberry လေသူကိုသူငါဒီဟာကိုကြည့်တော့ငါရမ်းရည်ချင်တယ်တဲ့အဲ့လိုတယောက်ကရေးထားတာဘာဖြစ်လို့လဲဆိုတော့ခရစ်တော်ဘုရားကရှင်ပြန်ထမြောက်တာမဟုတ်ဘူးဆိုတဲ့ဟာကိုတက်သိပြဖို့စူးစမ်းခဲ့တာသူတယောက်သေးများဟုတ်ခဲ့တယ်လို့များထင်နေသလားမသိဘူးအဲ့လိုပြောတာပြောချင်တာကသူ့ရဲ့အရှိမလူများစွာလူပေါင်းများစွာပညာရှင်များစွာအေသီးများစွာတို့ကခရစ်တော်ဘုရားရဲ့မရှင်ပြန်ခဲ့ပါဘူးဆိုတဲ့ဟာကိုသက်သေပြဖို့စူးစမ်းခဲ့ကြတာဖြစ်တယ်။ဒါပေမဲ့ဘသူတူတယောက်မှမအောင်မြင်ခဲ့တဲ့ဖြင့်ထိုသူတွေကပဲဘုရားဘက်မှာဘုရားရဲ့တကိုးတော်အောက်မှာဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာအောက်မှာသူတို့ပြန်ပြီးတော့မှဝန်ခံလိုက်ရတာဖြစ်တယ်ဆိုတာကိုဒီနေ့မှာပြောချင်တယ်။နောက်ကိုယ့်ရဲ့သူ့ရဲ့အမျိုးသမီးရဲ့ဆုတောင်းနော်သူအမျိုးသမီးကသူ့ယောက်ျားအတွက်ဗာဆုတောင်းပေးတယ်လေဆိုတော့ယေဇကျေလထဲကငါကားတဲ့ဒီခိုင်မာတဲ့ကြောက်နှလုံးသားကိုထုတ်ပြီးတော့မှအသားနှလုံးသားကိုငါပေးမယ်ဆိုပြီးတော့မှပြောတဲ့ဟာနဲ့အစသူ့မျိုးသမီးလဲသူရမ်းစိတ်ညစ်လာပြီသူ့ယောက်ျားကလည်းသူ့ကို against ပဲလုပ်နေတယ်เนาะသူတို့အိမ်ထောင်ရေးကအစကတော့ညီပါဒါပေမဲ့မညီတော့တဘိုးအလိုလိုနေနေဖြစ်လာတဲ့အခါမှာသူ့မျိုးသမီးကတဖြည်းဖြည်းနဲ့စိတ်သက်ကြလာတယ်အဲ့ဒါနဲ့ငါဒီအိမ်ထောင်ကိုငါလက်လျှော့လိုက်တော့မယ်ဆိုပြီးတော့မှပြောတဲ့အချိန်မှာယုံကြည်သူတယောက်ကနေပြီးတော့မှဒီကျမ်းစာနဲ့ဆူတောင်းဖို့ရန်အတွက်သူ့ကိုခွန်အားပေးတယ်တဲ့เนาะယေဇကျေလအထက်ကအသားနှလုံးတွေကိုပေးမယ်အကြောင်းနှလုံးသားကိုထုတ်ပြီးတော့မှအသားနှလုံးကိုပေးမယ်ဆိုတဲ့ဟာကိုပြောလိုက်တဲ့အခါမှာသူကအဲ့ဒါနဲ့သူ့ယောက်ျားပေါ်မှာလက်မလျှော့ဘဲနဲ့အိုးသူ့ရဲ့မာကြောတဲ့ကြောက်နှလုံးသားကိုထုတ်ပြီးတော့မှအသားနှလုံးသားကိုကိုတော်ပေးပါဆိုပြီးတော့မှသူဆုတောင်းတဲ့အခါမှာတရက်မှာသူအဖြေရရှိတာဖြစ်တယ်အာမင်အဲကြောင့်မလို့ကျမတို့တွေမိမိရဲ့ညီကိုမောင်နှမတွေဒီຢာကိုလက်မခံနိုင်သေးဘူးလားလက်မလျှော်လိုက်ပါနဲ့သူတို့ပေါ်မှာကိုယ့်ရဲ့အိမ်ထောင်ဖက်တွေကိုယ့်ရဲ့နော်မိသားစုတွေကိုယ့်ရဲ့အနီးနားကကျမတို့ဒီမှာရှိတဲ့ဒီမြို့ထဲကလူတွေကျမတို့ချစ်ရတဲ့သူတွေဒီຢာတွေကိုသူတို့မလက်ခံနိုင်သေးဘူးလားမယုံကြည်နိုင်သေးဘူးလားလက်မလျှော့လိုက်ပါနဲ့အာမင်ဖခင်သခင်ရဲ့တကိုးတော်ကအလွန်ကြီးမြတ်တာဖြစ်တယ်နော်ဒီຢာအဖြစ်ဆုတောင်းတဲ့အခါမှာတစ်ချိန်ချင်းမှာဖခင်သခင်ကသူတို့နှလုံးသားကိုပြောင်းလဲပေးနိုင်တာဖြစ်တယ်အဲကြောင့်နှစ်ကော50မှာလူမီဒီကခရစ်တော်၌ရှိနေအသက်ပြုပြင်သောတတဝါဖြစ်တယ်ဟောင်းသောຢာတွေကပြောင်းလဲပြီးတော့မှအသက်သောຢာတွေကခတ်သိမ်းသောຢာတွေကအသက်ဖြစ်သွားရတယ်တဲ့နော်ယေရှုခရစ်တော်ဘုရားကရှင်ပြန်ထမြောက်ခဲ့တဲ့အတွက်ကြောင့်မလို့ကျမတို့လည်းသူနဲ့အတူသေတယ်သူနဲ့အတူပြန်ရှင်ပြီးတော့မှအသက်တာသက်တွေကျမတို့ကရရှိလာရတာဖြစ်တယ်အဲဒါကြောင့်ကျမတို့ကအပြစ်တရားအောက်မှာနေတဲ့သူတွေမဟုတ်တော့ဘူးဝိညာဉ်တော်ဘုရားရဲ့အောက်မှာနေတဲ့သူဖြစ်တယ်နောက်ဆုံးအနေနဲ့ကျမဥပမာလေးတစ်ခုနဲ့ပြောချင်တာဖြစ်တယ်အဲ့ဒီတုန်းကတယောက်ပြောခဲ့တဲ့ဟာပေါ့နော်ဆိုတော့သူဒီဆရာတယောက်ကပြောလဲဆိုတော့အမဲသားစားတောက်ဆိုင်မှာပေါ့နော်အဲ့ဒီလူတယောက်ကတဲ့သူကအရန်ဟို chef ဖြစ်ချင်တာเนาะ support မူဖြစ်ချင်တဲ့အခါမှာတီးတဲ့အတိုင်းပဲเนาะဘယ်အလုပ်မဆိုတခါတည်း boss နေရာမှာဝင်လို့မရဘူးလေเนาะတခါအောက်ခြေကနေစရတယ်တဲ့အဲ့နဲ့သူ့ရဲ့အလုပ်9 to 5 job ကပါလဲဆိုတော့ဟင်းအိုးမှွေရတာဟင်းရီအိုးမှွေရတာဗောနော်ဆိုတော့အဲ့ဒါလုပ်ရင်းနဲ့တရက်ကြတော့
အဲ့ဒီရေခဲတက်တာ fridge ထဲမှာသူတို့ဘာထားလဲဆိုတော့အမဲသားပေါ့နော် wagyu ပေါ့ wagyu အရန်ကိုကောင်းတဲ့ဒီအမဲသားကိုသူတွေ့တဲ့အခါမှာဗာအများကြီးပေါ့နော်ငါနည်းနည်းလောက်လီးဖြတ်ပြီးတော့မှငါစားလိုက်တယ်ဆိုလို့ရှိရင်ဘယ်သူမှလည်းတွေ့တာမဟုတ်ဘူးဒီလောက်လေးကိုဘယ်သူမှလည်းသိမှာမဟုတ်ဘူးဆိုပြီးတော့မှ तू ကဗာလဲအဲ့ဒါလေးကိုဖြတ်ပြီးတော့မှ तू ပါသူဟိုဘက်ဒီဘက်လဲပြီးတော့ရှိတဲ့ဟာတွေနဲ့ तू กินပြီးတော့စားလိုက်တယ်ပြောလိုက်သေးတယ်ခိုးစားတဲ့အမဲသားကပူကောင်းနေဆိုပြောလိုက်သေးတယ်ဒါပေမဲ့အဲ့ဒီမှာဗာပြောလဲဆိုတော့တရက်ကြတော့တဲ့အဲ့မှာ तू ဟင်းအိုးမွေနဲ့ तू အလုပ်ချိန်ပြီးလို့နောက်9နာရီထိုးပြီဆို तू ပြန်တော့မယ်ဆိုပြီးတော့လှုပ်တဲ့အခါမှာသူ့ရဲ့အထက်ကအကြီးเนาะစပုံမှုအကြီးကနေလာပြီးတော့မှသူ့ကိုဗာပြောလဲဆိုတော့ဟွာတဲ့နေပြန်လို့မရသေးဘူးတဲ့တတိယငါ့ကိုပြောထားတယ်တဲ့ဒီနေ့ညကိုအထူးဧည့်သည်တွေကျမတို့ငါ့ကိုတဲ့ midnight ထိဆင်းရမယ်လို့ပြောထားတယ်တဲ့ငါအသက်ကြီးနေပြီတဲ့ငါမလုံနိုင်တော့ဘူးအဲ့တော့မင်းကငါ့ကိုစားလှုပ်ရမယ်လို့ပြောတယ်တဲ့အဲ့ဆိုရင်ငါအဲ့ဒီအတွက်ကိုငါ am I gonna be get paid ဆိုတော့မဟုတ်ဘူးတဲ့ဒီတိုင်းပဲလှုပ်ရမှာဆိုတော့အဲ့ဒါနဲ့ကျွန်တော်မလုံနိုင်ဘူးတဲ့ကျွန်တော်ပြန်ရမယ်ကျွန်တော်လည်းပင်ပန်းတယ်တနေ့ကုန်အလုပ်လုပ်ပြီးသွားပြီလို့ပြောတဲ့အခါမှာမင်းဟိုတနေ့တော့နေပါလှုပ်ထားလဲဆိုတာငါတွေ့တယ်နော်နေအမဲသားလေးကိုဖြတ်ပြီးတော့မှဟိုလက်ဒီလဲလှုပ်တာငါမတွေ့ဘူးမထင်နဲ့နော်ဆိုပြီးတော့မှပြောလိုက်တယ်တဲ့အဲ့ဒါနဲ့ဒုက္ခပဲနော်အဲ့မှာအဲ့ဒါသာတွေ့သွားလို့ရှိရင်သူ့ကို boss နဲ့တိုင်နေဆိုရင် तू blacklist မှာထည့်ခံရတယ်ဆိုရင်သူ့ရဲ့ social တွေလည်းပြတ်သွားနိုင်တယ်ဟုတ်တယ်မလားတခြားနေရာမှာ तू chef လုပ်လို့မရကောင်းမရနိုင်တော့ဆိုတာစိုးရိမ်စိတ်တွေများပြီးတော့မှ okay လှုပ်ပေးမယ်ဆိုပြီးတော့မှအဲ့ဒီတရက်လှုပ်ပြီးရိုက်တယ်အဲ့နဲ့နေ့တိုင်းလို့ဒီအဖိုးကြီးကသူ့ကိုအလေးလှုပ်ကိုခိုင်းတော့တာနော်တစ်ချိန်လုံးဗာလဲအေးမဲသားနော်ဟိုကနော်ဆိုပြီးပြောပြီးတော့မှသူ့ကိုတစ်ချိန်လုံးခိုင်းနေတာဖြစ်တယ်နော်ဆိုတော့နောက်ဆုံးမှ तू မခံနိုင်တော့အရန်ပင်ပန်းလာပြီ2ပတ်လောက်ကြာလာတဲ့ခါမှာ तू မခံနိုင်တော့တဲ့ခါမှာကိုဟာကိုပဲသွားဝန်ခံလိုက်တော့မယ်ဆိုပြီးတော့မှ boss ကိုသွားပြီးတော့မှကျွန်တော်တဲ့မဲသားယူစားမိပါတယ်တဲ့ခွန်းလွတ်ပါတဲ့အဲ့ဒီအတွက်ကိုဟိုအပြစ်ပေးမယ်ဆိုရင်လည်းပေးတဲ့ဟာခံယူပါမယ်ဆိုပြီးတော့မှboss ကိုသွားပြောတဲ့ခါမှာသူ့ရဲ့ boss ကပါပြောလဲဆိုအေးစတိုခန်းနေမှာအကုန်လုံးငါမှာ CCTV ကုန်ရှိတယ်တဲ့မင်းလောက်တာငါအကုန်တွေ့ပြီးပါပြီနေအဖိုးကြီးရခိုင်းတာဘယ်လောက်ထိခံနေမလဲဆိုတာငါကြည့်နေတာဆိုအဲ့ဒီနေစားလိုက်တဲ့အမဲသားအတွက်လည်းစိတ်မပူနဲ့တော့နေလောက်ခဲ့တဲ့အချိန်ပူတွေနဲ့ဆိုလို့ရှိရင်ကြည်ယုံတယ်မကငါမျက်နေပြီလို့ boss ကပြောလိုက်တယ်တဲ့ဆိုတော့ပြောချင်တဲ့သဘောကဘာလဲဆိုတော့မသိတဲ့အခါမှာခုနကကျမတို့ယေရှုခရစ်တော်အားဖြင့်ကျမတို့တွေကခွင့်လွှတ်ခြင်းကိုခံပြီးတဲ့သူတွေဖြစ်တယ်နော်ဖခင်ကကျမတို့ထာဝရကာလတိုင်အောင်ခွင့်လွှတ်တဲ့ဖခင်ဖြစ်တယ်နော်အတိတ်မှာလုပ်ခဲ့တဲ့အရာနော်ပြစ္ဆုတ်ပံမှာနောင်ကာမှာကျမတို့လူသားတွေကအပြစ်အသွေးသားအောက်မှာအသက်ရှင်နေသေးတဲ့အခါမှာဖခင်လိုမဟုတ်ဘူးလေကျမတို့မှာနော်စိတ်တွေစိုးမိတဲ့အရာတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ဒီຢာတွေအားလုံးကိုခရစ်တော်ဖခင်ကကျမတို့အတွက်ပေးဆက်ပြီးသွားပြီခွင့်လွှတ်ခြင်းခံပြီးသွားပြီဒါကြောင့်မလို့ယောမခန်းကြီး8မှာဗာပြောထားလဲယောမခန်းကြီး8ငယ်1ကိုကျွန်တော်နောက်ဆုံးအနေနဲ့အတူတူကဖတ်ရအောင်နော်ယောမ8ငယ်1ဖျားသခင်ကယ်လွတ်တော်မူသောကြောင့်ယေရှုခရစ်၌တည်၍ဇာတိပဂတိအတိုင်းမကျင့်ဝိညာဉ်ပဂတိအတိုင်းကျင့်တော်သူတို့သည်အပြစ်စီရင်နဲ့လွတ်ကြ၏အာမင်ခရစ်တော်မှာရှိရင်သင်တို့ဟာအပြစ်စီရင်ခြင်းနဲ့လွတ်မြောက်တဲ့သူတွေဖြစ်တယ်ယေရှုခရစ်တော်ထမြောက်ခြင်းကြောင့်ကျမတို့ကစီရင်ခြင်းနဲ့လွတ်မြောက်တဲ့သူတွေဖြစ်တယ်ဒါကြောင့်မလို့ကျမတို့အမြဲတမ်းကျမတို့ဆိုသွားတဲ့သခြင်းနော်ရှက်ကြောက်ခြင်းကနေလွတ်မြောက်စေပြီကျမတို့နော်ရှက်စရာလည်းမလိုတော့ကြောက်စရာလည်းမလိုတော့ဘူးလွတ်မြောက်တဲ့သူကဲတော့အသက်ရှင်ဖို့ရန်အတွက်ဖြစ်တယ်နော်စာတန်ရန်သူကကျမတို့ကိုလာတိုက်ခိုက်ရင်လေလက်ဝါးကတိုင်ကိုပဲကျမတို့ထိုးပြပေးဖို့ရန်အတွက်ဖြစ်တယ်ဆိုတာကိုဒီနေ့မှာပြောချင်ပါတယ်ဒါကြောင့်မလို့ကျမတို့ကိုယ်တိုင်မလုံနိုင်ဘူးဆိုရင်လေဒီမှာဝိညာဉ်ပဂတိအတိုင်းကျင့်တော်သူတို့ဒီတဲ့ဝိညာဉ်ပဂတိဆိုတာဝိညာဉ်တော်အထဲမှာအသက်ရှင်တဲ့သူတွေဝိညာဉ်တော်ကျမတို့အထဲမှာအသက်ရှင်လာတယ်ဆိုလို့ရှိရင်အပြစ်စီရင်ခြင်းနဲ့လွတ်မြောက်တဲ့သူတွေဖြစ်ကြပါပြီအာမင်အဲကြောင့်မလို့ရှင်ပြန်ထမြောက်ခြင်းရဲ့တကူတော်ကဒီနေ့သင်ထဲမှာအသက်ရှင်နေတာဖြစ်တယ်အဲကြောင့်မလို့ကျမတို့နော်ဘုရားကကျမတို့ကို
အနာရောဂါနဲ့လည်းရှိဖို့ရန်အတွက်အလိုတော်မရှိဘူးဖြစ်တယ်ဒီຢာတွေအတွက်ကိုလည်းထိုရှင်ပြန်ထမြောက်ခြင်းတကိုးတွေကိုကျမတို့ဝန်ခံရမှာဖြစ်တယ်ကျမတို့ဘုရားသခင်ကကျမတို့ကိုအကောင်းဆုံးလှုပ်ဆောင်ပေးပြီးဒါကြောင့်ယောမ8ထဲမှာထိုယေရှုကိုသေခြင်းကနေရှင်ပြန်ထမြောက်တဲ့ထိုဝိညာဉ်တော်ကသင်တို့ထဲမှာကျင်းဝတ်တယ်ဆိုရင်တဲ့သင်တို့ရဲ့သေတတ်တဲ့ကိုယ်ကာယကိုပင်ပြန်ပြီးတော့မှရှင်ပြန်ရှင်စေနိုင်ပါတယ်လို့ပြောထားတာဖြစ်တယ်เนาะဒါကြောင့်ယုံကြည်ခြင်းရှိတဲ့သူကတော့ထိုရာကိုရမှာဖြစ်တယ်ဒါကြောင့် Resurrection Sunday ဆိုတာเนาะရှင်ပြန်ထမြောက်ခြင်းဆိုတာ Christmas ထက်တောင်မှပိုအရေးကြီးတာဖြစ်တယ်ယုံကြည်ခြင်းเนาะခရိယန်တစ်ခုလုံးရဲ့ယုံကြည်ခြင်းရဲ့တော့ချက်လည်းဖြစ်တယ်အဓိက main key ဖြစ်တာဖြစ်တယ်အဲကြောင့်ဒီနေ့ရက်က Christmas ထက်တောင်မှတကယ်ဆိုကျွန်တော်တို့ကြီးမားစွာကျင်းပရမယ် celebrate လုပ်ရမယ်အရာဖြစ်တယ်เนาะလူတူတယောက်ကတခုခုကိုစတင်ဖို့လွယ်ပြီမဲ့အဆုံးသတ်ဘယ်လိုလုပ်တယ်လဲဆိုတာအရေးကြီးဆုံးဖြစ်တယ်ယေရှုခရစ်တော်ဘုရားကအစကနေအဆုံးတိုင်အောင်တည်ကြည်သွားခဲ့တယ်နောက်ဆုံးသူပြောခဲ့တဲ့စကားတွေအားလုံးဖြစ်လာတယ်ပဲပြောဒီရှင်ပြန်ထမြောက်ခြင်းအမှုမဖြစ်ခဲ့ဘူးဆိုလို့ရှင်သူကဘုရားသားဆိုတဲ့ဟာကိုသူ့ရဲ့စကားမတည်တော့ဘူးဖြစ်တယ်เนาะသူကကယ်တင်ရှင်ဆိုတဲ့အရာမတည်တော့ဘူးဖြစ်တယ်ဒါကြောင့်မလို့ဒီຢာအချုပ်အနေနဲ့ဒီຢာအားလုံးကိုတည်စေတဲ့အရာဖြစ်တယ်အာမင်အဲကြောင့်မလို့အစပြုတဲ့သူတွေအများကြီးပဲရှိတယ်ယေရှုခရစ်တော်ဖခင်ကိုယ်တိုင်ရဲ့လက်ထက်မှာပင်လင်လူတွေများစွာကိုမှားယွင်းတဲ့ဩဝါဒထဲမှာသွေးဆောင်တဲ့သူတွေအများကြီးပဲရှိတယ်เนาะတခါလေလူ3-4ယောက်ရှိတယ်ဆိုရင်ဖခင်เจ้าစဖို့လည်းလွယ်ပါတယ်နောက်တခါလေကျမတို့နမှုတဘောစဖို့လိုပါဒါပေမဲ့အဲ့ဒီအရာကို keep going လုပ်နိုင်ဖို့ရန်အတွက်ကခက်ခဲတာဖြစ်တယ်ဖခင်ရဲ့ဝိညာဉ်တော်မပါဘဲနဲ့ကျမတို့လုံးလုံးမရနိုင်ဘူးဖြစ်တယ်အာမင်အဲကြောင့်မလို့ယေရှုခရစ်တော်ဖခင်ကိုအဆုံးထိတိုင်အောင် mission ပြီးသည့်တိုင်အောင်လှုပ်ဆောင်စေတဲ့သူကလည်းသူ့ကိုတည်ခြင်းကနေရှင်ပြန်ချမြောက်စေတဲ့တန်ရှင်တော်ဝိညာဉ်တော်ဖခင်ရဲ့တကူတော်ဖြစ်တယ်အဲကြောင့်ဒီနေ့ခေတ်ကကျေးဇူးတော်ကာလလို့လည်းပြောတယ်တန်ရှင်တော်ဝိညာဉ်တော်ကာလလို့လည်းပြောတယ်ထိုခရစ်တော်မတတ်နိုင်တဲ့အရာမရှိဘူးဖြစ်တယ်ဒါကြောင့်ထိုယေရှုခရစ်တော်ဖခင်ကိုလက်ခံတဲ့ယုံကြည်သူတိုင်းခုနပြောတဲ့အတိုင်းကျမ်းစာလာသည့်အတိုင်းအသေးခံတယ်တကြိုခြင်းကိုခံတယ်3ရက်မြောက်နေ့မှာရှင်ပြန်ချမြောက်တယ်သူလုပ်ခဲ့တဲ့အရာအားလုံးကငါရဲ့အပြစ်တွေအတွက်ရစ်ပူဇော်ခြင်းကိုပေးတယ်နော်ယေရှုခရစ်တော်ဘုရားကငါရဲ့ဖခင်ဖြစ်တယ်ငါရဲ့သခင်ဖြစ်တယ်ဆိုပြီးတော့မှလက်ခံတဲ့သူယုံကြည်တဲ့သူဝန်ခံတဲ့သူတိုင်းအတွက်ထိုရှင်ပြန်ချမြောက်ခြင်းတကူကထိုသူတွေအတွက်ဖြစ်တယ်အာမင်ဒါလေကျမတို့ပြင်မှာမသိဘူးဒါပေမဲ့လောကသားတွေကျမတို့အရန်သိတာဖြစ်တယ်နောက်ဆုံးထိုရှင်ပြန်ထမြောက်ခြင်းတကူရရှိထားတဲ့သူကအပြင်ကလူတွေကပြူစားလို့လည်းမနိုင်တော့ဘူးဖြစ်တယ်အပြင်ကလူတွေကတချို့တွေကတယောက်ကကျိန်တဲ့စကားတွေပြောတဲ့အခါမှာကြောက်ကြတယ်နော်အဲ့ဒါတွေလည်းကြောက်စရာမလိုတော့ဖြစ်နော်မမြင်ရတဲ့ဝိညာဉ်နယ်ပယ်ထဲမှာသင်တို့ကိုကာကွယ်ပေးထားတဲ့အရာတွေများစွာရှိတာဖြစ်တယ်အာမင်ထိုဖျားရှင်နာမတော်တာ၍ဘုန်းကြီးပါစေဒါကြောင့်မလို့ကျွန်တော်အနေနဲ့တခါမှယေရှုခရစ်တော်ဖခင်ကိုလက်မခံခဲ့ဘူးထိုခရစ်တော်ဖခင်ရဲ့အသေးခံခြင်းကိုယုံကြည်တယ်တကြိုခံတာယုံကြည်တယ်3ရက်နေ့မှာတကယ်ပဲရှင်ပြန်ထမြောက်ခြင်းကိုယုံကြည်တယ်ငါရဲ့အပြစ်တွေယေရှုခရစ်တော်ဖခင်ကယူဆောင်ပေးသွားတယ်လို့လက်ခံခြင်းနဲ့ဆိုရင်ဒီနေ့ကအချိန်ကောင်းဆုံးဖြစ်တယ်အဲကြောင့်ကျွန်တော်တို့ခဏလောက်မတက်ရကြရအောင်ဟာလေလုယာဟာလေလုယာထိုမှုရာတွေအတွက်ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းကြရအောင်ဘုန်းကြီးတော်ဖခင်ကိုခဏလောက်ဆုတောင်းရအောင်ခုနယေရှုကိုကျွန်တော်လက်ခံခြင်းနဲ့လို့ရှိတဲ့သူရှိတယ်ဆိုရင်ဒီဆုတောင်းချက်ကိုလိုက်ဆိုနိုင်ပါတယ်ယေရှုယောမထဲမှာပြောထားတယ်ကယ်တင်ခြင်းကိုရဖို့စိတ်နှလုံးနဲ့ယုံကြည်ရတယ်နှုတ်ကနေဝန်ခံရတယ်ပြီးတော့မှပေတရုကဗာပြောထားလဲဆိုတော့ပေတရုကတန်ရှင်တော်ဝိညာဉ်တော်ဆင်းကြွလာတဲ့အခါမှာလူတွေများစွာပြောင်းလဲတဲ့တရားဟောချက်ကိုပြောတဲ့အခါမှာငါတို့ဘာလုပ်ရမလဲလို့ပြောတဲ့အခါမှာဗာပြောလေသင်တို့ဟာဘာဖြစ်လဲနောင်တရပြီးတော့မှနှစ်ချင်းခံရမယ်လို့ပြောတာဖြစ်တယ်ဒါကြောင့်မလို့ယုံကြည်သူဖြစ်လာပြီဆိုရင်နံပါတ်1အပြစ်ကနေနောက်တရပါဒီတန်ရှင်တော်ဝိညာဉ်တော်ဖခင်ကိုနေရာပေးပါယေရှုကိုမိမိရဲ့ကယ်တင်ရှင်ဖြစ်ယုံကြည်ပါယေနှစ်ချင်းခံဖို့ရင်အတွက်လည်းလိုအပ်တာဖြစ်ပါတယ်ဆိုတာကိုဒီနေ့မှာပြောချင်တာဖြစ်တယ်ဒါကြောင့်ခဏလောက်ဒီဆုတောင်းချက်လေးကိုလိုက်ဆိုရအောင်ယေရှုဖခင်ကိုရောဖခင်ကကျွန်ုပ်တို့အသေးခံတယ်တကြိုချင်းကိုခံတယ်
ရှင်ပြန်ထမြောက်ပြီးတဲ့နောက်ကျွန်ုပ်ရဲ့အဖြစ်တွေအားလုံးအတွက်ကိုရောရဲ့အသွေးနဲ့ရစ်ပူဇော်ပေးခဲ့တယ်ပေးဆက်ခဲ့တယ်ဆိုတာကိုယုံကြည်ပါတယ်ကျွန်ုပ်ရဲ့နှလုံးသားထဲမှာဝင်ရောက်ကိန်းအောင်တော်မူပါယေရှုနာမ၌ဆုတောင်းဆက်ကအနံပါ၏အာမင်ဒီဆုတောင်းချက်ကိုသင်ဆုတောင်းပြီးပြီဆိုရင်သင်ဟာယေရှုနဲ့သက်ဆိုင်တော်သူဖြစ်သွားပြီခုနကျမတို့ပြောတဲ့ရှင်ပြန်ထမြောက်ခြင်းတကူเนาะသင်ထဲမှာအသက်ရှင်လာပြီဖြစ်တယ်ဖျာရှင်ကောင်းချီးပေးပါစေအာမင်ကျမတို့ချီးမွမ်းကြစေဆိုတဲ့သခြင်းနဲ့တို့ဘုရားကိုเนาะကျမတို့အောင်မြင်တဲ့နေ့ဖြစ်တယ်ယေရှုနဲ့တူစိုးစံတဲ့သူတွေဖြစ်တယ်ကျမတို့เนาะရှင်ပြန်ထမြောက်တဲ့ခါမှာနှစ်တောင်ခါလာမှာယေရှုနဲ့တူစိုးစံမဲ့သူတွေဖြစ်တယ်ခရစ်တော်နဲ့သူကျမတို့အသက်ကဝတ်ထားလက်ရှိတယ်တဲ့เนาะကျမတို့ကခရစ်တော်နဲ့သူအောင်မြင်သောသူတွေဖြစ်တယ်အာမင်ကိုဘုရားလူကိုပြောပါအောင်ယေရှုကအောင်မြင်ခဲ့ပြီသင်လည်းအောင်မြင်တယ်လို့ပြောပါအောင်အာမင်အာမင်ချီးမွမ်းကြစေရှိတော်သူပါကိုရောအားချီးမွမ်းကြကိုတော်ချွေတန်များပါမည်တကူ